အားလုံးမင်္ဂလာပါ MM Viral News and Knowledge ကနေကြိုဆိုလိုက်ပါတယ်နိုင်ငံတကာကတိကဝတ်စာချုပ်များအပေါ်မှာလေးစားမှုမရှိတဲ့တရုတ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှုပုံမှုဆိုးရွားလာဒီမှာ2020ပြည့်နှစ်ကကျွန်းနိုင်ငံငယ်လေးဟောင်ကောင်အတွက်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းထိန်းချုပ်ခြင်းကတက်သေးပင်ဖြစ်ပါတယ်အဲ့ဒီဥပဒေဟာ1948ခုနှစ်တရုတ်ဗြိတိရှပူးတွဲကြီးညာစာတမ်းကတိကဝတ်တွေကိုအမိုက်ပုံထဲလွတ်ပလိုက်ခြင်းဖြစ်ပါတယ်တရုတ်ဟာနိုင်ငံတကာကတိကဝတ်စာချုပ်တွေနှစ်နိုင်ငံသဘောတူညီချက်စာချုပ်တွေကိုနှင်းချီဖြစ်စီရဒီမှာတာရကများစွာရှိခဲ့ပါတယ်တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂ Convention ကနေပြဋ္ဌာန်းပေးထားတဲ့ Law of the Sea ဥပဒေကိုမျက်ကွယ်ပြုခြင်းအိန္ဒိယနဲ့နိုင်ငံနယ်စပ်စီအငင်းပွားခဲ့မှုတွေအတွက်တဘောတူစာချုပ်ဆိုခဲ့တဲ့စာချုပ်ကတိကဝတ်များကိုဖျက်ဆီးခြင်းတွေကထင်ရှားတဲ့တစ်တင်များပင်ဖြစ်ပါတယ်1998ခုနှစ်ဇူလိုင်လ1ရက်နေ့ကလန်ဒန်နဲ့ပီကျင်းအစိုးရကြားမှာပူးတွဲတဘောတူကြီးညာချက်ထုတ်ပြန်ခဲ့တာဟောင်ကောင်ကိုကိုလိုနီအဖြစ်ပြန်ပေးခြင်းနဲ့နောက်နှစ်2049ခုနှစ်အထိဟောင်ကောင်မှာနေထိုင်သူတွေဟာဗြိတိန်နိုင်ငံသားများအဖြစ်ပျော်ရွှင်လွတ်လပ်စွာနေထိုင်ခွင့်ရှိတယ်လို့သတ်မှတ်ပေးထားခြင်းပဲဖြစ်ပါတယ်2020ပြည့်နှစ်အရောက်မှာတော့တရုတ်သမ္မတစီကျင်းပင်ကဘယ်ဗြိတိန်နိုင်ငံသားအခွင့်အရေးမျိုးကိုမှဟောင်ကောင်သားတွေကိုမပေးတော့ဘဲနဲ့လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာတည်ရေးသားထုတ်ဝေခွင့်စာန္ဒဖော်ထုတ်ခွင့်ခွဲထွက်ခွင့်အပြတ်သဘောဆောင်တဲ့လှုပ်ရှားမှုအားလုံးမလှုပ်ဆောင်ရဆိုပြီးအမျိုးသားလုံခြုံရေးဥပဒေ National Security Law ကိုထုတ်ပြန်ပြီးတော့ဗြိတိန်နဲ့သဘောတူညီချက်အားလုံးကိုချိုးဖောက်လိုက်ပါတယ်။ဟောင်ကောင်မှာတက်တန်းအရှိဆုံးနဲ့ဒီမိုကရေစီထောက်ခံရင်အားအကြီးမားဆုံး Democratic Party ကြီးတွေလည်းပဲဖျက်သိမ်းခံလိုက်ရတဲ့အနေအထားကိုရောက်ရှိနေခဲ့ပါတယ်။အဲ့ဒီပြဋ္ဌာန်းမှုဟာအနောက်တိုင်းဟန် Liberal Democracy ကိုနင်းကြည့်ခြင်းရဲ့တက်သေးပင်ဖြစ်ပါတယ်။ဒီအစိုးရအကြီးအကဲများဟောင်ကောင်ဒီမိုကရေစီတပါတီအနေဖြင့်ယခုနှစ်ကုန်နောက်ဆုံးထားပြီးတော့ပါတီဖျက်သိမ်းခြင်းမပြုတ်လို့လျင်ကြီးမားတဲ့စူးကျိုးတက်ရောက်စေမယ်လို့ချိန်ချောက်ဖြစ်အားပေးထားပါတယ်1994ခုနှစ် Liberal ရှေ့အနေနဲ့ပညာရှင်များပူးပေါင်းထူထောင်ခဲ့တဲ့ပါတီကနေပြီးတော့ဒီမိုကရေစီလိုလားတဲ့ခေါင်းဆောင်တွေကိုစစ်တိုက်ဖမ်းဆီးအရေးယူထောင်ချနေခြင်းများနဲ့ပါတီပြိုကွဲစေဖို့အတွက်အနောက်ရှစ်တွေများစွာကိုပေးခဲ့ပါတယ်အမျိုးသားလုံခြုံရေးဥပဒေ2021ခုနှစ်ပြန်လည်ပြင်ဆင်ကျင်းပတဲ့ရွေးကောက်ပွဲမှာမြို့ချစ်များသာအမတ်နေရာများအတွက်ပါဝင်ရွေးကောက်ခွင့်ပြုတယ်ဆိုတဲ့အတိုက်ခံကောင်းဆောင်များရွေးကောက်ပွဲဝင်ခွင့်မရပါဘူးကော်မတီတရက်လေဖွဲ့စည်းပြီးအဆိုပါကော်မတီကမီရီပါတီကိုမဆိုဖြစ်သိမ်းဖို့အခွင့်အာဏာရှိတယ်လို့တရုတ်အစိုးရကဖြည့်နေပြဋ္ဌာန်းထားပါတယ်ဒီမိုကရက်တစ်ပါတီဟာသဘောထားပြော့ပြောင်းတဲ့ရည်တည်ချက်ရှိပြီးပေကျင်းနဲ့လက်တွဲလှုပ်ဆောင်ဖို့ဆန္ဒရှိပါတယ်ပါတီဖြတ်သိမ်းဖို့ကိုအချိန်ပိုင်းဆိုင်းငံ့ပေးထားခြင်းကိုကြည့်ရင်ဟောင်ကောင်မှာမိကေတုတ်သောအငြင်းသားဆုံးသဘောထားကွဲလွဲတာတွေကိုဘေကျင်းအစိုးရကမကြားခြင်းမမြင်ခြင်းကြောင့်တရုတ်ပြတယ်လို့လေ့လာသူတွေကဆိုနေကြပါတယ်မကြာသေးခင်ကမှ BBC ရဲ့လေ့လာမှုစစ်တမ်းတွေ2020ပြည့်နှစ်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ2025ဖေဖော်ဝါရီလအတွင်းဖမ်းဆီးခံရသူပေါင်း300ရှိကြောင်းဖြစ်နေမှုကြောင့်ဟောင်ကောင်မှာနေထိုင်သူပေါင်း3သိန်းကျော်ရွှေ့ပြောင်းထွက်ခွာခဲ့ရကြောင်းဆိုခဲ့ပါတယ်ဒီထက်ကိုပဲမရက်တက်နိုင်ပဲမနစ်ကအမျိုးသားလုံခြုံရေးဥပဒေကိုပုံမူတင်းကျပ်တဲ့ဥပဒေအပိုက်ခွဲ23ကိုထပ်မံတိုးချက်ထည့်သွင်းခဲ့ပါတယ်ကုလသမဂ္ဂ Convention ကနေသတ်မှတ်ပေးထားတဲ့နိုင်ငံတကာစည်းမျဉ်းကိုလည်းမလိုက်နာပဲတရုတ်ဟာတောင်တရုတ်ပင်လယ်မှာအခြားနိုင်ငံများမှာသင်္ဘောများနိုင်ငံတကာရေပိုင်နက်အတွင်းမှာတွာလာလို့ရှားမှုကိုနေမျိုးစုံနဲ့စစ်တိုက်နှောက်ယှက်ချင်းချောက်နေပြန်ပါတယ်အမြဲတမ်းခုံသမာဓိယုံဖြစ်တဲ့ဒဟေဂယူမှာအခြေခံစီးမင်းအရာတရုတ်ပိုင်မဟုတ်တဲ့တောင်တရုတ်ပင်လယ်အတွင်းရေကြောင်းလိုက်ကူးလိုက်တတ်မှတ်ချက်ကိုလည်းလက်မခံပဲဖြစ်ပိုင်နိုင်ငံအထူးစီးပွားရေးဇုံအဖြစ်ပိုင်ဆိုင်တဲ့ရေပိုင်နဲ့တရုတ်ဘက်ကကြိုးကြော်ဝင်ရောက်စူးမှုအနိုင်ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်တဟေဂီယိုဟာနိုင်ငံတကာအငင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက်1899ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ခုံသမာဓိယုံဖြစ်ပြီး2013ခုနှစ်ဇန်နဝါရီလဖိလစ်ပိုင်ကတရုတ်ရဲ့သူ့ရဲ့ရေပိုင်တဲ့အတွင်းကျိုးကြော်စိုးမိုးနေမှုများနဲ့ပတ်သက်ပြီးတော့တိုက်ကြခဲ့ပါတယ်။တရုတ်ဟာကုလသမဂ္ဂ Convention ရဲ့သတ်မှတ်ပေးထားတဲ့ကမ္ဘာလုံးဆိုင်ရာအသုံးပြုနိုင်တဲ့တောင်တရုတ်ပင်လယ်ရေပိုင်တဲ့ဥပဒေ Law of the Sea ကိုနေမျိုးစုံနဲ့ချိုးဖောက်နေတယ်လို့ဆုံးဖြတ်ချက်ချခဲ့တော်လဲပဲ။တရုတ်အစိုးရကဒီကြားနာမှုမှာပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီးတော့မျက်ကွယ်ပြုတ်ခဲ့ပါတယ်။2016ဇူလိုင်လမှာဒဟေဂီယိုတရားရုံးကနေပြီးတော့တရုတ်ဆိုသလိုတောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ရေပိုင်နဲ့အားလုံးနေပါနဲ့ကျွန်းတွေကိုအမိုင်းအစင်လာရတရုတ်ပိုင်တဲ့ဆိုခြင်းဟာအထောက်ထားမရှိတဲ့ရေရင်းမြစ်တွေကိုထိန်းချုပ်ပိုင်ခွင့်မရှိဘူးလို့ထပ်မံထုတ်ပြန်ခဲ့ပါတယ်။တိုးတော်လည်းပဲတရုတ်ရေများနဲ့ငါးဖမ်းသင်္ဘောတွေဟာတောင်တရုတ်ပင်လယ်တစ်ခုလုံးနဲ့ကျွန်းတွေကိုမိမိတို့နိုင်ငံပိုင်ဆိုပြီးဆက်လက်ကြိုးကြော်နှောက်ယှက်မှုများစွာလှုပ်ဆောင်နေခဲ့ကြပါတယ်။နိုင်ငံတကာကြားခံရေပိုင်နဲ့ကိုးလိုက်တွေလည်းမိမိတို့ပိုင်နဲ့လှုပ်တာတရုတ်ကတွင်ဆူနေခဲ့ပါတယ်။တရားရုံးကတရုတ်ဟာဖိလစ်ပိုင်အထူးစီးပွားရေးဇုံ
ရေပိုင်နက်ဖိလစ်ပိုင်နိုင်ငံအချုပ်အခြာအာဏာပိုင်မှုကိုကျူးကျော်တယ်လို့ကောက်ချက်ထုတ်ပြန်ခဲ့ပါတယ်တရုတ်ငါးဖမ်းသင်္ဘောများဟာဖိလစ်ပိုင်ရေပိုင်နက်အတွင်းမှာငါးဖမ်းခြင်းရေနံတိုးပေါ်ရှာဖွေမှုလုပ်ငန်းတွေကိုဟန့်တားခြင်းကျိုးတို့များဖော်ဆောင်နေခြင်းဖိလစ်ပိုင်သင်္ဘောတွေကိုတရုတ်ကမ်းခြေစောင့်တပ်သင်္ဘောများမှာကူထိလျက်ရန်ပြုတ်ဝင်တိုက်မှုတွေကိုပြုတ်လုခဲ့တာကိုထင်ရှားတာကြောင့်ဖိလစ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုချိုးဖောက်တယ်လို့ရုံးတော်ကသတ်မှတ်ကြေညာခြင်းဖြစ်ပါတယ်။တိုးတော်လည်းပဲရုံးတော်ရဲ့စီရင်မှုကို၎င်းတစ်ချက်ရှုပ်တကယ်တော့ပြင်တရုတ်ကဂီယုမဆိုင်ကြောင်းပြသပြီးတော့ယခုထက်တိုင်ဖိလစ်ပိုင်ရေပိုင်နှက်ကူတာအိုးစားပြီးတတ်မှတ်ထားပြီးတော့ဆက်လက်ဗိုလ်ချအစိုးမှုအနိုင်ကျင့်မှုတွေကိုလှုပ်ဆောင်နေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကဖိလစ်ပိုင်အနောက်မြောက်ဘက်စကာဘောရာငါးဖမ်းဇုံမှာဖိလစ်ပိုင်ကင်းလက်ရေရင်အနီး3 မီတာအကွာမှာတရုတ်ရေတပ်ပိုင်ရဟတ်ယာဉ်ကပ်ပြန်တန်းချင်းရောက်ခဲ့တယ်။မနိကဒီဇင်ဘာလအတွင်းမှာလည်းပဲတရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာတရုတ်ရေတပ်စစ်သင်္ဘောနဲ့ခြံရံပြီးတော့ဖိလစ်ပိုင်ကငါးဖမ်းဆက်လီသင်္ဘောအုပ်စုတွေကိုအလွန်ပြင်းထန်တဲ့မေးတပ်ပိုက်တွေရေအမြောက်တွေနဲ့ပြစ်ခတ်ချင်းချောက်တားဆီးခဲ့ပါတယ်။တရုတ်ဟာ1993ခုနှစ်မှာကနေပြီးတော့2013ခုနှစ်ကြားမှာအိန္ဒိယနဲ့တဘောတူထားမှုများစွာကိုစီရီအလိုက်ချိုးဖောက်မှုတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။အိန္ဒိယနဲ့အငင်းပွားနယ်စပ်ပိုင်နဲ့ line of actual control အတွင်းမဝင်ရဆိုတဲ့သဘောတူညီထားမှုကိုချိုးဖောက်ပြီးတော့တရုတ်စစ်သားတွေဝင်ရောက်ကျူးကျော်မှုလုပ်ဆောင်ခဲ့ပါတယ်2020ပြည့်နှစ်ကလည်းပဲတကဘာလုံးကိုဗစ်ကပ်ဘေးနဲ့ဗျာပါရများနေတဲ့အချိန်မှာတရုတ်စစ်တပ်တွေကအိန္ဒိယနဲ့သဘောတူစာချုပ်ကိုချိုးဖောက်ပြီး line of actual control နယ်မြေတွေအများပြားဝင်ရောက်ကျူးကျော်မှုတွေပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီအဆိုပါ line of actual control နယ်မြေရဲ့2 ကီလိုမီတာအနီးမှာအင်အားအလုံးအရင်နဲ့စစ်သားတွေကိုချထားမှုမပြုတ်ရအငင်းပွားမှုတွေကိုငင်းချမ်းစွာဖြည့်ရှင်းရတဲ့အတွက်အဲ့ဒီနယ်မြေအနီးအခိုင်အမာအကာအကွယ်အဆောက်အုံတွေကိုမဆောက်ရဆိုတဲ့သဘောတူညီချက်တွေကိုလက်တွေ့လိုက်နာခြင်းမရှိပဲအကုန်ချိုးဖောက်ခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယတရားဝင်ပိုင်နယ်မြေတဲ့အထိတရုတ်စစ်သားတွေဝင်ရောက်ခြင်းအိန္ဒိယတပ်များကင်းလှည့်မှုတားဆီးခြင်းများအငင်းပွားနယ်မြေအတွင်းမှာစစ်အင်အားအလုံးအရင်ရွှေ့ပြောင်းနေကြပြီးတော့အခိုင်အမာအဆောက်အုံတွေကိုစောက်လုပ်နေစေဖြစ်ပြီးလက်ဦးအသာရောက်မှုရရှိရေးကိုလည်းလှုပ်ဆောင်နေစေဖြစ်ပါတယ်။ဒီအခြေအနေတွေကိုထောက်ရှုခြင်းအပြင်ပေကျင်းအစိုးရဟာနိုင်ငံတကာကတိကဝတ်စာချုပ်တွေကိုမလေးမစားဖြင့်ပြောင်တင်းချိုးဖောက်နေတာကထင်ရှားလွန်းနေတာပဲဖြစ်ပါတယ်။နိုင်ငံတကာနယ်ပယ်အတွင်းမှာလည်းတရုတ်နိုင်ငံဟာမိမိဂုဏ်သိက္ခာကိုကိုယ်တိုင်ပြန်လည်ဖျက်ဆီးနေခြင်းပဲဖြစ်ပါတယ်။